ဒါကတော့ရန်ကုန်အခြေအနေပေါ့နော်လုံခြုံရေးမကောင်းတဲ့မြဝတီလိုပါလို့မျိုးတော့ကျွန်တော်တို့သိမသိဘူးပေါ့လုံခြုံရေးတော့ကောင်းပါတယ်ရှင့်လုံခြုံရေးကောင်းတယ်ဆိုတော့ဒီလိုပေါ့နော်ဝင်းနဲ့ခြံနဲ့အဆောက်ကျောင်းအဆောက်အဦတွေထဲမှာလုံတော့လေဆိုလို့ရှိရင်ဝင်းပေါက်ကနေအေးစစ်စစ်ပဲဝင်လာကြပြီးတော့လေလုံခြုံရေးကတော့ဒါကတော့ရန်ကုန်အခြေအနေပေါ့နော်လုံခြုံရေးမကောင်းတဲ့မြဝတီလိုပါလို့မျိုးတော့ကျွန်တော်တို့သိမသိဘူးပေါ့ဒါပေမဲ့မြေပြင်မှာသွားရင်တော့ပြည်သူလူထုကဝန်းမြောင်ဝန်းတာနဲ့လိုက်လဲကြိုဆိုတာတော့တွေ့ရပါတယ်ရှင့်အ ਨੇ ဆုံးတော့ကျမတို့ကရွေးကောက်ခံကိုယ်စားလှယ်တွေထွက်လာမယ်လေရွေးကောက်ခံကိုယ်စားလှယ်တွေဖြစ်လာပြီးတော့မှလွှတ်တော်ခေါ်မယ်လွှတ်တော်ပေါ်ပေါက်လာမယ်ပေါ့နော်လွှတ်တော်ပေါ်ပေါက်လာတော့ဒီမိုကရေစီရဲ့နှစ်သာရဖြစ်တဲ့အာဏာကြီး၃ရပ်ခွဲဝေကျင့်သုံးတာပေါ့နော်ဥပဒေပြုရေးအာဏာအုပ်ချုပ်ရေးအာဏာတရားစီရင်ရေးအာဏာဥပဒေပြုရေးအာဏာတော့လွှတ်တော်ကကျင့်သုံးမယ်အုပ်ချုပ်ရေးအာဏာအစိုးရကျင့်သုံးမယ်တရားစီရင်ရေးအာဏာတော့တရားစီရင်ရေးခန္ဓာကျင့်သုံးတာပေါ့နော်ဆိုလို့ရှိရင်အဲ့ဒီဥပဒေကြီးဒီအာဏာကြီး၃ရပ်ခွဲဝေကျင့်သုံးတာပေါ့နော်အပြန်အလှန်ထိန်းကျောင်းတာအဲ့ဒီရန်တရားပေါ်ပေါက်လာမှာဖြစ်ပါတယ်ရှင်ပြီးလို့ရှိရင်ဒီရွေးကောက်ခံကိုယ်စားလှယ်တွေကလည်းပြည်သူမဲနဲ့သူတို့ကရွေးကောက်ခံပြီးလွှတ်တော်တက်တဲ့ခါကျတော့သူတို့မှာတာဝန်ရှိတာပြည်သူလူထုကိုစားပြုဖို့ဆိုတဲ့တာဝန်ရှိပါတယ်ရှင်ပြည်သူလူထုကိုစားပြုပြီးတော့မှကျွန်တော်တို့ဒီခုနအာဏာကြီး၃ရပ်ချားပေါ့နော်ဥပဒေပြုရေးမှန်တိုင်းအုပ်ချုပ်ရေးမှန်တိုင်းတရားစီရင်ရေးမှန်တိုင်းချားမှာကျွန်တော်တို့အပြန်အလှန်ထိန်းညှိခြင်းတွေပေါ်ပေါက်လာပြီးတော့မှပြည်သူရဲ့အတန်ပို့ပြီးတော့မှပေါ့နော်ပြည်သူမျက်နှာမူတဲ့ဆောင်ရွက်ချက်တွေပို့ပြီးပေါ်ပေါက်လာမှာအဲ့ဒါကတော့နိုင်ငံရေးအရာပေါ့နော်ဒုတိယတော့နိုင်ငံတကာရေးအရာဆိုလို့ရှိရင်တော့ကျွန်တော်တို့နိုင်ငံတကာရဲ့ကနေပြီးတော့မှကျွန်တော်တို့ရွေးကောက်ခံအစိုးရကိုပို့ပြီးတော့မှအတိမတ်ပြုလာတာတွေပြီးနိုင်ငံတကာရဲ့ပိတ်ဆို့တန်ခတ်တာတွေပေါ့နော်ဒါတွေရော့ပါသွားပြီးတော့မှကျွန်တော်တို့ပို့ပြီးအဆင်ပြေလာမယ်လို့ယူဆပါတယ်